တန်လျက်ပုံလှုပ်ပြီးထုလှုပ်ပြီးစောင်းထားတဲ့သူများနားလည်ထားရအောင်ပြောတာပါတန်လျက်ဆိုတာမင်းတို့ရာသားတွေเนาะခေါင်းဆောင်တွေကင်ကြတာစောင်းကြတာပေါ့ဒီလိုမှတ်သားရှိကြတန်လျက်ကင်တာဘယ်သူတွေလဲဆိုတာလဲသိကြမယ်အဲ့တော့တန်လျက်ပုံကိုထုလှုပ်ပြီးစောင်းမယ်ဆိုရင်နားလည်ထားရအောင်ပြောတာဘယ်သူကိုမှစော်ကားခြင်းမရှိပါကျွန်တော်ကလည်းမပြမနဲ့ကျွန်တော်မြင့်သူကိုမှပြမခြင်းမရှိပါတန်လျက်စောင်းတယ်ဆိုတာရန်တန်မစောင်းနဲ့ကွာเนาะတချို့ရှိတယ်ကျွန်းနဲ့သားကိုတန်လျက်ပုံကျွန်းနဲ့သားဆိုတာလူတွေခန္ဓာမှာလုံးဝမသိလျော်ဘူးလာလာမှမသိလျော်ဘူးเนาะကျွန်းနဲ့သားတချို့ပြောလေးပြောတာရှိကြတာပေါ့နက်ဖွက်တဲ့တို့เนาะနက်ဖွက်သားတွေနက်ဆောင်လျှောက်ရှိတဲ့တို့ကျွန်းနဲ့ဆိုတာဖျားရုပ်ထုတို့နက်ရုပ်ထုတို့ထုရတာသဘောပါလားနားလည်ထားအောင်ပြောတာเนาะစော်ကားခြင်းမရှိမြည်သူကိုမှမြည်သူဆရာကိုမှစော်ကားခြင်းမရှိပါတန်လျက်ပုံရုပ်ထုကိုစောင့်မယ်ဆိုတချို့တို့ရင်မဟာဗုဒ္ဓံထူလို့เนาะကိုရမွေးတို့မဟာဗုဒ္ဓံထူလို့ရာသားအိမ်မှာကြာနေတဲ့ဥစ္စာကိုတန်လျက်ပုံရုပ်ထုကိုစောင့်ရတယ်ဒီနေရာမှာထပ်ပြောလိုက်မယ်เนาะစကားဆက်မိလဲတစ်ခါလေးပြောလိုက်တာတန်လျက်ပုံကိုစောင့်ပြီးတော့ထုလုပ်ပြီးတော့တန်လျက်ပုံကြီးစောင့်ပြီးလေဘင်းဆွဲပြီးတော့စောင့်ပြီးတော့အရက်ဆိုင်ထဲမှာအရက်မှုတွေ့ရလူကိုဆဲဟိုလူရန်ဒီလူရန်တန်လျက်ပုံကိုတန်လျက်ကြီးကိုကင်ပြီးစောင့်ပြီးတော့မူးယူရန်ကားမကောင်းတာတွေလုပ်နေအဲ့ဒီလူဟာဖြစ်နိုင်ပါမလားအကျိုးလည်းမရနိုင်ဘူးစိုးကျိုးတာရနိုင်တယ်တချို့ပြောပြမယ်เนาะကျွန်းနဲ့သားကိုတန်လျက်ပုံရုပ်ထုပြီးစောင်းကြတဲ့လူတွေစောင်းတဲ့လူတွေတခြားပြန်လေ့လာကြည့်ပါရန်တမ်းမပြောပါဘူးအဲ့ဒီတူတွေကျွန်းနဲ့သားကိုတန်လျက်ပုံရုပ်ထုကိုစောင်းတဲ့လူတွေဒုက္ခမျိုးမျိုးကြုံတယ်စီးပွားရေးပြတ်တယ်အိမ်အောင်ရေးတွေပြတ်တယ်အိမ်အောင်ရေးတွေအခက်မသိတကားများမယ်ရန်ဖြစ်မယ်အမျိုးမျိုးတွေဖြစ်မယ်တန်လျက်ပုံကိုရုပ်ထုလုပ်ပြီးစောင်းမယ်ဆိုရင်ဖျားတရားလဲရှ िख ိုးရတယ်ဖျားတော့နှက်မှန်အောင်မရှ िख ိုးနိုင်ဘူးတန်လျက်ပုံကစောင်းသေးတယ်เนาะတန်လျက်ပုံရုပ်ထုဆိုတာကြည့်တော့တာဘာမှမဟုတ်တာဩဇာအနာကြီးမားတယ်တန်လျက်ကင်တယ်ဆိုတာเนาะဖုံးငံလည်းရှိရတယ်ရန်တန်မလောက်ရဘူးခိုက်တတ်တယ်เนาะတန်လျက်ပုံထုကိုတကယ်စောင်းနေတာလာပြေးနေ့တောက်ကြနေ့နဲ့လာပြေးနေ့နဲ့တိုက်ဆိုင်မယ်ဆိုတရသားကိုတောင်ဘက်ထွက်တဲ့တရခိုင်းသားမြောက်ဘက်ထွက်တဲ့တရခိုင်းသားကိုတန်လျက်ပုံရုပ်ထုဆောင်တရသီးပုံရုပ်ထုဆောင်စီးပွားရေးတွေလှုပ်ဖြစ်ပေါ်ကွာနော်ဆောင်းတာအန်ရလဲကင်းတယ်တရသားကိုတောင်ဘက်ထွက်တဲ့တရခိုင်းသားကိုတန်လျက်ပုံရုပ်ထုဆောင်နော်မြောက်ဘက်ထွက်တဲ့ခိုင်းတန်လျက်ပုံရုပ်ထုပြီးဆောင်စီးပွားရေးလှုပ်ကောင်းနော်ရှင်သီးပုံရုပ်ထုတန်လျက်ပေါ်မှာတင်အိမ်မှာကိုးကွယ်စီဝါရီဒီရီလာတိုးတက်သေးတယ်ကွာအေးထက်ပြောမယ်တရသီးပုံစံရုပ်ထုပြီးအိမ်မှာ10လုံးတရသီးပုံစံရုပ်ထု